မြန်မာပြည်ကတောရွာလေးတစ်ရွာမှာပေါ့လူအနေငယ်ပဲနေထိုင်ပြီးတဘာဝနဲ့အတူအေးအေးချမ်းချမ်းအသက်ရှင်နေကြတာပေါ့အဲ့ဒီရွာလေးရဲ့အနားမှာတစ်ပင်ကြီးတွေထူထပ်ပြီးတစ်တီးတွေစိုက်ထားရဲ့ဥယျာဉ်လေးတစ်ခုရှိတယ်လေအဲ့ဒီဥယျာဉ်လေးကိုတော့အဖွားကြီးတစ်ယောက်ကတယောက်တည်းစောင့်ရှောက်နေတာပါအဖွားကြီးကနေ့တိုင်းမနက်စောစောထတယ်တစ်ပင်တွေကိုရေလောင်းပေါင်းတင်စိုက်ပျိုးရင်းသူ့ဘဝကိုရိုးရိုးရှင်းရှင်းပဲဖြတ်တန်းနေတာပေါ့သူ့အတွက်တော့အဲ့ဒီတစ်တီးတွေဟာစားဖို့အတွက်တင်မကပဲသူ့ရဲ့လှုပ်အားကရတဲ့ရလက်တွေမို့အယမ်းတန်ဖိုးထားတာပေါ့ဒါပေမဲ့တနေ့မှာတော့ရွာထဲမှာမင်းမင်းဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်လေသူကစောရတာလဲကြိုက်တယ်လို့တခါတလေစိတ်သေးထင်ရလုတ်တတ်တဲ့ကလေးပေါ့တနေ့လုံးစော့ပြီးတဲ့အခါမှာတော့ဘိုက်ကတဖြည်းဖြည်းစားလာပါရောအဲ့ဒီအချိန်မှာသူ့မဲ့လုံးတွေကအဖွားကြီးတဲ့ဥယျာဉ်တွေကတစ်သီးတွေကိုမြင်သွားတာပေါ့အဝါရောင်ငှက်ပြောသီးတွေအနီရောင်တရက်သီးတွေနဲ့အစိမ်းရောင်တမယာသီးတွေအားလုံးကစားကျင်စရာကြီးတွေပေါ့မင်းမင်းကစဉ်းစားတယ်ဒီတစ်သီးတွေကိုအခုချက်ချင်းစားကျင်လိုက်တာတဲ့သူမသိလိုက်တာကတောင်းဆိုရင်ရနိုင်တယ်ဆိုတာပါပဲအဲ့ဒီအစားသူကအလွယ်လန်းကိုပဲရွေးလိုက်ပါတော့တယ်ညနေဆောင်လို့မောင်စပြိုးတဲ့အချိန်မှာမင်းမင်းကဥယျာဉ်ထဲကိုတိတ်တိတ်လေးဝင်လာတယ်သူနှလုံးကလည်းမြန်မြန်ခုန်လို့ပေါ့မိသွားမလားဆိုတဲ့ကြောက်စိတ်ရဲ့စားကျင်တယ်ဆိုတဲ့လိုချင်စိတ်ရဲ့တိုက်ပွဲဖြစ်နေတာပေါ့နောက်ဆုံးတော့လိုချင်စိတ်ကအနိုင်ရသွားပြီးတစ်ပင်ပေါ်တက်ကတစ်တီးတွေကိုဆွဲခူးတော့တာပါပဲဝါအယမ်းချိုတာပဲလို့စားရင်းနဲ့ပျော်နေတော့တရွက်လှုပ်တန်းတစ်ခုကြားလိုက်ရတယ်ခြေလန်းတန်တွေကလည်းတခေးပြီးနီးလာပြီအဖွားကြီးကအရာအလုံးကိုမြင်သွားပါပြီဟေးဘာတူလဲလို့အဖွားကြီးကအော်လိုက်တဲ့အခါမင်းမင်းရဲ့နှလုံးခုန်တန်တွေရက်မတာကြောက်သွားတော့တာပေါ့မင်းမင်းကမိသွားပြီဆိုတာသိတာနဲ့တစ်ချက်သေးလှည့်ပြေးတော့တာပေါ့အဖွားကြီးကလည်းရက်မပြေးနဲ့လို့អော်ပြီးနောက်ကလိုက်တော့တာပဲရွာလန်းလေးတွေထဲမှာတယောက်ပြေးတယောက်လိုက်နဲ့မင်းမင်းကတရားကိုကြောတောင်ပေါ်လန်းနဲ့ဝင်ပြေးပေမဲ့နောက်ဆုံးတော့ခြေချောပြီးလဲကျသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲအဖွားကြီးကမင်းမင်းရဲ့လက်ကိုဖမ်းချုပ်လိုက်ပြီမင်းမင်းရဲ့မျက်နှာမှာကြောက်စိတ်နဲ့ဝမ်းနည်းစိတ်တွေရောပြွမ်းနေတာပေါ့ကျွန်တော်မှားသွားပါပြီလို့စိတ်ထဲမှာနောင်တရနေချိန်အဖွားကြီးကအော်မပြောပဲတီကိန်နဲ့အတန်နဲ့မဲလိုက်တယ်မင်းဘာလို့ခိုးစားတာလဲတဲ့ကျွန်တော်စားကြလို့ပါဒါပေမဲ့မတောင်းရဲလို့ပါလို့မင်းမင်းကဖြည်းဖြည်းလေးဖြီလိုက်တယ်အဖွားကြီးကခဏငြိမ်သွားပြီးမှမင်းတောင်းခဲ့ရင်မပေးမှာပေါ့ကွယ်ခိုးတာကလွယ်ပေမဲ့ဒါမှန်တဲ့အလို့မဟုတ်ဘူးလို့ဆုံးမလိုက်တယ်ငါဒါတွေကိုပင်ပန်းပန်းစိုက်ဖြိုးထားတာဒါဟာငါရဲ့လှုပ်အားမယ်လို့ပြောလိုက်တဲ့အခါမင်းမင်းလက်ခေါင်းငုံပြီးနားထောင်နေရှာတယ်လူတယောက်ဟာအလုတ်လုတ်ပြီးရတဲ့အရာကိုတန်ဖိုးထားတတ်ရမယ်တဲ့အဲ့ဒီစကားကမင်းမင်းရဲ့စိတ်ကိုပြောင်းလဲသွားစေတယ်သူခေါင်းလေးမော့ပြီးအဖွားကျွန်တော်နားလဲပါပြီနောက်တစ်ခါမခိုးတော့ပါဘူးလို့ဂတိပေးလိုက်တာပေါ့အဖွားကြီးကပြုံးလိုက်ပြီးမင်းမခိုးတော့ဘူးဆိုရင်တစ်တီးပြီးပေးပါမယ်ဒါပေမဲ့ငါ့ကိုအလုပ်တော့ကူလို့ရမယ်နော်လို့ပြောလိုက်တယ်ဟုတ်ကဲ့အဖွားလူမင်းမင်းကအားရပါရပင်ဖေလိုက်တယ်အဲ့ဒီနေ့ကစပြီးမင်းမင်းကနေတိုင်းဥယျာဉ်ကိုလာပြီးအဖွားကြီးကိုကူညီပေးတော့တာပေါ့ရေလောင်မြေဆွတစ်တီခူးအလုတ်တွေလှုပ်ရင်းနဲ့အလုတ်စ조사ခြင်းရဲ့တန်ဖိုးကိုသူကောင်းကောင်းကြီးနားလည်လာပါတယ်အချိန်တွေကြာလာတဲ့အခါမှာတော့မင်းမင်းဟာကိုယ်တိုင်လုံးမရတာကိုပိုတန်ဖိုးထားတတ်တဲ့ကလေးလေးဖြစ်လာတာပေါ့အဖွားကြီးနဲ့လည်းခင်မင်နဲ့မြေအဖွားစီလိုဖြစ်သွားကြတယ်အခုဆိုရင်တော့သူတို့နှစ်ယောက်ဟာတစ်တင်အောင်မှာအထူးထူးထိုင်တစ်သီးတွေကိုမြင်မြင်ရက်ချက်စားရင်းနဲ့ပျော်ပျော်ရွှင်ရွှင်ရှိနေကြပါတော့တယ်ကွယ်မင်းလည်းဒီလိုပြောစရာဇလန်းလေးတွေကိုနားထောင်ရတာကြိုက်တယ်ဆိုရင်ကျွန်တော်တို့ YouTube channel ကိုလည်း like and subscribe လည်းလုပ်ခဲ့ပြီနော်